CLO 3D ရဲ့ grading 2အသုံးဝင်ပုံလေးကိုရှင်းပြပေးပါမယ်ရှင်။အမားတို့အပြင်မှာလက်နဲ့ဆွဲတဲ့ pattern တွေဆိုလို့ရှင် site တစ်ခုကို grading ပွားမယ်ဆိုလို့ရှင်အချိန်ကြာပြီးရပါတယ်။ဒီမှာဆိုလို့ရှင်သူ့ရဲ့ grading 2ကိုသုံးလိုက်တာနဲ့မိနစ်ပိုင်းအတွင်းမှာဆိုလို့ရှင်ကိုလိုအပ်တဲ့လောက် grading တွေကြိုက်တဲ့လောက်ပွားလိုက်လို့ရတယ်ပေါ့နော်။ဒီမှာဆိုလို့ရှင်အမားကmedium ဆိုတဲ့ဂျား site ကိုပဲဆွဲလိုက်တယ်။သူ့မှာ access more left side 80 280ဆိုပြီးတော့နောက်ထပ် site တွေကို grading ပွားလိုက်တာပေါ့နော်။ဒါမှဆိုလို့ရှင်ပခုံးမှဆိုလို့ရှင်အမတို့အပြင်မှာဆွဲတဲ့အတိုင်းလေးအပြင်မှာဆိုလို့ရှင်တို့ကထောက်မှန်မြင်းနေနဲ့ထောင်သွားရလीနော်အပေါ်ကို 0.5 ဆို 0.5 ဘေးကို 0.2 ဆို 0.2 ဒီလိုမျိုးခွဲသွားရလीဒီမှာဆိုလို့ရှင်သူ့ရဲ့ grading နဲ့ဟိုသွားပြီးတော့ကိုသွားခြင်းနဲ့ site အတိုင်းတာကိုထည့်လိုက်ပြီးတော့ click တစ်ချက်နှိပ်လိုက်တာနဲ့ site တွေအကုန်လုံးကိုသူ့ဘာသာသူ auto ပွားသွားပေးတယ်ပေါ့နော်ဒီမှာမှကိုက80နဲ့ 280ဆိုလို့ရှင်လဲ left side နဲ့ပုံမှန်ဆိုလို့ရှင်111 0.5 กว่าပဲမဲ့သူ့တစ်ခုချင်းစီပွားခြင်းနဲ့ဆိုလဲအလွယ်တကူပွားလို့ရတယ်เนาะဒါဆိုလို့ရှင်ပခုံးကိုပွားလိုက်တာပေါ့နော်ဒါကချိုင်းလေးကိုပွားလိုက်တာပြီးလို့ရှင်တို့ရဲ့ဘေးကိုလုံးတယ်ဆိုလဲ8 နဲ့ small ဆို1 cm กว่าလေပုံမှန်ဆိုလို့ရှင်4กว่าတယ်ဆိုလို့ရှင်1 cm ပွားပေးရတာပေါ့နော်1ဆိုပြီးတော့ပွားလိုက်တယ်အဲ့မှာ left side နဲ့80ဆိုရင် 1.5 กว่าမယ်ဆိုလဲတစ်ခုချင်းစီ 1.5 ပွားလိုက်လို့ရတယ်ပေါ့နော်ဒါကဘေးတွေကိုပွားနေရပါတော့ခါမြင့်ကို1 cm ပွားပြီးတော့အောက်ကိုတော့ 1.3 cm ပေါ့နော်အမားရဲ့ site ထက်ရဆိုလို့ရှင်အဲ့လိုလေးပွားလိုက်တာပေါ့နော်ဒါဆိုလို့ရှင်တင်မြင့်ကို1 cm ဘေးကိုချဲ့မယ်ပြီးလို့ရှိရင်သူရဲ့လန့်ကိုကြတော့အောက်ကို2 cm ပူရှင်းမယ်ပေါ့နော် site တစ်ခုနဲ့တစ်ခုအကွာဝေးကိုတောက်တွေကိုလည်းအလွယ်တကူပွားလို့ရတယ်နော်သူရဲ့ grading 2ကိုယူပြီးတော့တောက်တစ်ခုနဲ့တစ်ခုက site တစ်ခုချင်းစီအကွာဝေးကို 0.5 စီချမယ်ဆိုရင် 0.5 ဆိုပြီးထည့်လိုက်ပြီးတော့ click တစ်ချက်နှိပ်တာနဲ့သူရဲ့တောက်တွေက auto ပွားသွားမှာပေါ့နော်တောက်ရဲ့လှန့်ကိုလည်းအောက်ကို1ဆိုရင်1 cm ထပ်ပြီးတော့ရှင်းမယ်ဆိုလို့ရှိရင်1 cm အောက်ကိုထပ်ပြီးတော့လှန့်ကိုတိုးပေးရတာပေါ့နော်ဒါဆိုလို့ရှိရင်လည်းတောက်တွေပွားပြီးသွားပြီနော်ပခုံးတွေလဲပင်းတွေဂျိုင်းတွေဘေးတွေလှန့်တွေလည်းပွားပြီးသွားပြီဒါဆိုရင်အမရှိချမ်းတွေရောနောက်ချမ်းတွေရောလက်တွေရောပွားပြီးသွားပြီပေါ့နော်ခုနကနောက်ချမ်းလေးကိုပြန်ပြီးတော့ပွားပြတာပေါ့နော်ဒါဆိုရင်ပွားပြီးသွားလို့ရှိရင်အမတို့ရဲ့ site check တွေကို model မှာဝတ်ပေးကြည့်မယ်ပေါ့နော်ဒီမှာဆိုရင် access small medium left side 80 280ဆိုပြီးတော့6 site ပွားပြီးသွားပြီပေါ့နော်ခုနက access ဆိုတဲ့ site လေးကိုယူခဲ့ပြီးတော့ avatar မှာချုပ်ပေးကြည့်ရပါတော့အခုကသူရဲ့ medium size ကိုယူကြည့်မယ် skirt ကိုလည်း medium size ယူကြည့်မယ်အင်ဂျီကိုလည်း medium size ဆိုလို့ရှင် avatar မှာသူ့ဘာသူပွားသွားမှာပေါ့နော်ခုနက80နဲ့ဆိုရင်သူက fitting ဖြစ်နေမှာအခုဆို80ကိုယူပြီးတော့ဝတ်ပေးကြည့်မယ်80ဆိုရင်သူရဲ့ size မဟုတ်တဲ့အတွက်တော်တော်လေးပွားနေတာပေါ့နော်ဒါဆိုလို့ရှင်ကိုယ့်ရဲ့ avatar ကိုသွားပြီးတော့ site တွေပြောင်းပေးလို့လည်းရတယ်နော်ဒါကအမက avatar တစ်ခုတည်းကိုပဲယူပြီးတော့ဝတ်ပေးကြည့်ရမို့လို့လေဒါဆိုလို့ရှိရင် CLO 3D grading ရဲ့အသုံးဝင်ပုံပေါ့နော်အမတို့အပြင်မှာလက်နဲ့ဆွဲပြီးတော့ grading တွေပွားရင်အချိန်ကြာပေးရတယ်ဒီမှာကျတော့ဒီ2ကိုသုံးလိုက်တာနဲ့မိနစ်ပိုင်းအတွင်းမှာကိုအမတို့ရဲ့ grading site check တွေကိုတခါတည်းပွားထုတ်လိုက်လို့ရတယ်ပေါ့နော်ပြီးတော့ avatar ရဲ့ site တွေကိုပြောင်းပြီးတော့အမတို့ရဲ့ site check တွေကိုလည်း fitting ဖြစ်မဖြစ်တခါတည်းချုပ်ကြည့်လိုက်လို့ရတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းတူတစ်ခုချင်းစီရဲ့အချိန်ကုန်သက်သာပြီးတော့အသုံးဝင်ပုံလေးတွေကိုပြောပြပေးသွားပါမယ်။သိချင်တဲ့အကြောင်းအရာတွေရှိခဲ့ရင်လည်းမေးခဲ့လို့ရပါတယ်ရှင်။